Okay, so again, today we're talking about Operation Paris and emergency planning. ဒီနေ့မှတ်တမ်းတင်ရပြောမယ့်ကိစ္စကတော့အခုအရေးပေါ်အခြေအနေအစီအစဉ်အကြောင်းကိုပြောမယ်ဖြစ်ပါတယ် The information in this presentation can be troubling or upsetting. အခုပြောတဲ့အကြောင်းအရာတွေကတစ်ခါတလေမှာအခက်အခဲရှိနိုင်တယ်စိတ်အနှောက်အယှက်ဖြစ်နိုင်တယ်တဲ့ This information does not replace speaking with an attorney to obtain legal advice. အခုပြောတဲ့အကြောင်းအရာတွေကတဲ့နော်တရားဝင်ရှင်းနေကို excuse me can you repeat The information does not replace speaking with an attorney to obtain legal advice. အခုပြောတဲ့အကြောင်းအရာတွေအားလုံးကတဲ့နော်တရားဝင်ရှင်းနေနဲ့ပြောတဲ့ဟာမျိုးဖြစ်မှာမဟုတ်ဘူးတဲ့ရှင်းနေအတွက်ပြောပေးတာမဟုတ်ဘူးတဲ့အကြောင်းအရာကိုဒါပြောတာဖြစ်တယ်တဲ့ For specific questions related to your case, always consult an attorney. ကိုယ့်ရဲ့အချက်လက်ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့case နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အတိအကျကိုကိုယ်နဲ့ရှင်းနေနဲ့ပြောပါတဲ့နော် This presentation is being recorded. အခုပြောတဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားပါတယ် At the end of this presentation, we will provide next steps and resources to support you during this time. အခုပြောတဲ့အကြောင်းအရာတွေပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်အဆင့်တစ်ခုတက်ပါမယ်တဲ့နော် Before we start, okay အခုငါတို့မစခင်မှာ all participants are currently muted. အခုပါဝင်ပြီးတော့လောက်ကြတဲ့လူတွေအားလုံးအသံတွေကိုတဲ့ပိတ်ထားပါတယ် You will have time for questions at the end, and you will be able to unmute then. ဒီပြောတဲ့အကြောင်းအရာ session ပြီးသွားပြီဆိုလို့ရှိရင်တော့တဲ့အသံကိုပြန်ဖွင့်ထားပါမယ်ပေးစရာရှိတဲ့မေးခွန်းတွေကိုမေးလို့ရပါတယ် Please do not share your name or other personal information out loud or in the chat. This will protect your privacy. ကျေးဇူးပြုပြီးတော့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ကိုယ်ကိုယ်တာအချက်လက်တွေကိုကြဲကြဲလောင်းလောင်းမပြောပါနဲ့စကားပြောလို့ရှိရင်အတမ်းထွက်ပြီးတော့မပြောပါနဲ့ဘာဖြစ်လို့ဆိုကိုယ့်ရဲ့ကိုယ်တာအချက်လက်တွေကိုအကာအကွယ်ပေးထားတာမို့လို့ပါ This session will focus on general information. We cannot answer specific questions related to individuals. အခုပြောတဲ့ session မှာပြောနေတဲ့အကြောင်းအရာတွေအားလုံးကခြုံပြီးတော့ဒါပြောတာဖြစ်ပါတယ်။နော်အတိအကျကိုတယောက်ချင်းနဲ့ပတ်သက်တဲ့အတိအကျချက်အလက်တွေဖြစ်မှာမဟုတ်ပါဘူးတဲ့ We will share resources at the end of the presentation. အခုဒီပြောတဲ့အကြောင်းအခုတင်ပြတဲ့ဟာတွေပြီးပြီဆိုလို့ရှိရင်တော့တဲ့ဘယ်နေရာကနေအချက်လက်လိုအပ်တဲ့အထောက်အကူတွေကိုရနိုင်တယ်ဆိုတာကိုပြောပြပေးပါမယ် So today we'll talk about these 4 areas. First, we'll go through Operation Paris, then emergency planning, then we'll share some resources, and finally review next steps. အခုပြောမယ့်ဟာကတော့တဲ့နော်ပထမဟာကတော့Paris နဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ဟာဘယ်လိုလဲဆိုတာကိုပြောမယ်ဒုတိယဟာကတော့အရေးပေါ်တတိယကတော့အချက်လက်တွေအထောက်အကူတွေဘယ်ရနိုင်လဲနောက်တစ်ခုအဆင့်ကိုနောက်တစ်ဆက်နံပါတ် 4ကတော့နောက်တစ်ဆင့်ကိုသွားပါမယ် Okay. Operation Paris. ပထမပိုင်း The Trump administration and USCIS are conducting secondary reviews of all refugees who entered the United States from January 20th, 2021 through February 20th, 2025. Trump အစိုးရကနေပြီးတော့တဲ့အမိန့်ပေးထားပါတယ်တဲ့နော်
USCIS ကိုမေးထားပါတယ်ဒုတိယအကြိမ်အခုဝင်လာတဲ့လူတွေအားလုံးရဲ့အကြောင်းအချက်လက်တွေကိုဒုက္ခသည်အနေနဲ့ဝင်ရောက်လာတဲ့လူတွေအားလုံးရဲ့အချက်လက်တွေကိုပြန်လည်ပြီးတော့ဆန်းစစ်ပါလို့ပြောထားတယ်တဲ့အဲ့ဒီလူတွေကဘယ်ချိန်ကဝင်တဲ့လူတွေဖြစ်မလဲဆိုလို့ရှိရင်တလပိုင်း20ရက်ဇန်နဝါရီလ20ရက်2021ကနေပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့အတွင်းမှာဝင်ရောက်လာတဲ့လူတွေအားလုံးအကျုံးဝင်ပါတယ် The Trump administration has paused submission for permanent residency for refugees who entered from January 20th, 2021 to February 20th, 2025. ထရန့်အစိုးရကအခုဒုက္ခသည်အနေနဲ့ဝင်ရောက်လာတဲ့ဇန်နဝါရီ20 2021ဖေဖော်ဝါရီ20 2025အတွင်းမှာဝင်ရောက်လာတဲ့ဒုက္ခသည်တွေအားလုံးကိုအမြဲတမ်းအနေထိုင်ခွင့်green card ကိုပေးဖို့အတွက်ကိုခုဆိုင်းငံ့ထားပါတယ်တဲ့ရက်ထားပါတယ်တဲ့ In Operation Paris, people who came to the United States may have their status reconsidered through new background checks, interviews, and/or merit reviews. အခုဝင်လာကြတဲ့လူတွေထဲမှာခုဒုက္ခသည်အနေနဲ့ဝင်လာတဲ့လူတွေအားလုံးကိုတဲ့သူတို့ကပြန်လဲပြီးတော့နောက်ကျောင်းရာဇဝင်ကိုစစ်ပါလိမ့်မယ်တဲ့ပြန်ပြီးတော့ဆန်းစစ်မယ်နောက်ဘာကြောင့်ဝင်လာတယ်ဆိုတာတွေကိုသူတို့ပြန်ပြီးတော့ကြည့်မယ်တဲ့နော်ဒီထဲကိုဝင်လာတရားဝင်လာတဲ့ဟာဘယ်လိုဝင်လာလဲဆိုတာကို It does not matter if you entered the country legally. ဘယ်လိုအကြောင်းပဲဖြစ်ဖြစ်ဒီနိုင်ငံထဲကိုတရားဝင်ရောက်လာတဲ့လူဖြစ်ပေဦးစေသူတို့ပြန်ပြီးတော့စစ်ပါလိမ့်မယ်တဲ့ Post-admission refugee re-verification and integrity strengthening. အဲ့တော့ဝင်ရောက်လာတဲ့ဒုက္ခသည်အနေနဲ့ဝင်ရောက်လာတဲ့လူတွေကိုပြန်ပြီးတော့သူတို့ကပြန်စစ်ပြီးတော့သူတကယ်မှန်ကန်မှုရှိမရှိကိုသူတို့ကြည့်ပါလိမ့်မယ်တဲ့ This means that the government will investigate immigrants and refugees living in the United States. အဲ့လိုအကြောင်းဘယ်လိုလဲဆိုလို့ရှိရင်အဓိပ္ပာယ်ကတော့ဒီနိုင်ငံမှာဝင်လာတဲ့လူတွေကိုနော်တရားဝင်လာတဲ့ဒုက္ခသည်တွေကိုပြန်ပြီးတော့စစ်ပြီးတော့မှဒီမှာနေထိုင်ခွင့်ကိုစစ်မှာဖြစ်ပါတယ်တဲ့နော် You may know someone who was re-interviewed. This does not mean that you will also be re-interviewed. ဒီလူတွေတချို့လူတွေမင်းတို့သိရင်သိလိမ့်မယ်အင်တာဗျူးလုပ်ပြီးသားပေါ့နော်ရှိတာဖြစ်လိမ့်မယ်သို့တော်လည်းပဲဒုတိယအကြိမ်ပြန်ပြီးတော့အဲ့ဒီလူတွေကိုအင်တာဗျူးလုပ်မယ်လို့မဆိုလို့ဘူးတဲ့ Each case is different. We do not know why some individuals are selected for a second interview. ငါတို့ဒီကိစ္စကိုအတိအကျမသိပါဘူးတဲ့နော်ဘာတချို့လူတွေကိုဘယ်လိုရွေးလိုက်ပြီးတော့ဒုတိယအကြိမ်အင်တာဗျူးလုပ်တယ်ဆိုတာငါတို့အတိအကျအဖြေမပေးနိုင်ပါဘူးတဲ့ Increased ICE activity in other cities means there could also be increased ICE activity in and around Pittsburgh. ICE ကနေပြီးတော့အခြားမြို့တွေမှာထပ်ပြီးတော့တိုးချဲ့ပြီးတော့လုပ်တာတွေရှိလိမ့်မယ်တဲ့ထို့အတူပဲ Pittsburgh area မှာလဲလာပြီးတော့ထပ်ပြီးတော့တိုးချဲ့ပြီးတော့လုပ်တာတွေရှိလိမ့်မယ် What to know about re-vetting interviews in ICE detention? အဲ့တော့ဒုတိယexcuse me okay ICE ထိန်းသိမ်းထားတဲ့နေရာမှာဘယ်လိုပြန်ပြီးတော့အင်တာဗျူးလုပ်မှပြန်လဲပြီးစမ်းသစ်မှလဲဆိုတာကိုသိထားဖို့လိုတယ်တဲ့ If you are detained by ICE, you may be questioned again about your refugee case, even if you already have a green card or applied for one.
မင်းကိုအဲ့ဒီထိမ့်သိမ်းထားတဲ့နေရာမှာသူတို့စခန်းမှာရှိနေတဲ့အချိန်မှာမေးခွန်းတွေမေးလိုက်မယ်တဲ့မင်းရဲ့ဒုက္ခတဲ့နဲ့ပတ်သက်တဲ့ဟာကိုမင်းကိုယ်တိုင်ဒုက္ခgreen card ရှိနေတာရင်ဖြစ်ရှင်ဖြစ်မယ် green card မဟုတ်ဘဲမဲ့ green card တင်ထားတာလည်းဖြစ်ရှင်ဖြစ်မယ်သို့တော်လည်းပဲမေးခွန်းမေးလိုက်မယ်တဲ့မေးနိုင်တယ် If you do not speak English well, you have the right to an interview in your own language. အကယ်၍မင်းကတရားဝင်စကားကိုအင်္ဂလိပ်စကားကိုမပြောနိုင်ဘူးဆိုလို့ရှိရင်တဲ့မင်းအနေနဲ့မင်းရဲ့ဘာသာစကားနဲ့ပတ်သက်ပြီးတော့တောင်းဆိုခွင့်ရှိတယ်ငါဒီစကားအင်္ဂလိပ်စကားမပြောနိုင်တဲ့အတွက်စကားပြန်ပေးပါဆိုတာပေါ့နော် You should tell ICE if you have an attorney. မင်းအနေနဲ့ပြောတဲ့တဲ့ငါမှာရှေ့နေရှိတယ်လို့တဲ့ If you have your attorney's phone number, they may be able to join the interview by phone. မင်းမှာတကယ်လို့ရှေ့နေရှိတယ်ဆိုငါမှာရှေ့နေရှိတယ်ပြောပါမင်းရဲ့ရှေ့နေရဲ့ဖုန်းနံပါတ်ကိုလည်းမင်းပြောလို့ရတယ်အဲ့လိုဆိုလို့ရှိရင်မင်းရှေ့နေရဲ့မင်းရဲ့သူတို့နဲ့စကားပြောခွင့်ရှိတယ်တဲ့ If you do not feel comfortable with the interview, you may be able to say that you do not agree to the interview. အကယ်၍မင်းအင်တာဗျူးလုပ်တယ်သူတို့မေးတဲ့မိကုန်းတွေကိုမဖြေချင်ဘူးဆိုလို့ရှိရင်တဲ့မင်းတို့နဲ့အမေးအဖြေလုပ်ဖို့ကိစ္စကိုမလုပ်ချင်ဘူးလို့သဘောမတူဘူးလို့ပြောပါ Right now, many details about this process are unclear or changing. အခုလောလောဆယ်အချိန်မှာတော့အသေးစိတ်တွေကတဲ့အများသောအများဖြင့်အသေးစိတ်တွေကငါတို့အတိအကျမပြောနိုင်ဘူးတေချာလည်းမသေးခွဲပါဘူး We do not know what will happen if you do not agree to the interview. အကယ်၍အင်တာဗျူးမှာမင်းကသဘောမတူဘူးပြောလို့ရှိရင်မင်းဘာဖြစ်လာမယ်ဆိုတာငါတို့မပြောတတ်ပါဘူး During a re-interview, you may be asked questions about why you left your home country or why you are afraid to return. ပြန်ပြီးတော့မိကွန်းတွေသူတို့အင်တာဗျူးလုပ်တဲ့အချိန်မှာမင်းနိုင်တာကတော့တဲ့မင်းဘာပြုလို့မင်းနိုင်ငံကနေထွက်လာရတယ်လဲဆိုတာကိုမင်းနိုင်ပါတယ်တဲ့ These questions may be like the questions you answered when you were interviewed overseas. အဲ့ဒီမိကွန်းမေးတယ်ဆိုလို့ရှိရင်တော့တဲ့မင်းဟိုဘက်ကနေဒီနိုင်ငံထဲကိုဝင်ဖို့အတွက်တခြားနိုင်ငံမှာနေတဲ့အချိန်မှာမင်းဝင်ဖို့အတွက်မေးတဲ့မိကွန်းကိုဖြေခဲ့တဲ့အတိုင်းဖြေပါ You should answer honestly and carefully, just as you did before. တတ်နိုင်သမျှရိုးရိုးသားသားနဲ့ဖြေဆိုပါတဲ့အရင်မင်းလုပ်ခဲ့တဲ့မင်းဖြေခဲ့တဲ့မိကွန်းမင်းဖြေခဲ့တဲ့မိအဖြေတွေကိုအတိုင်းပဲဒီမှာလဲမှန်မှန်ကန်ကန်ဖြေပါ Immigration and Customs Enforcement, also known as ICE, are targeting people based on the color of their skin, their accents, their clothing, or other factors. Immigration နဲ့ Custom Enforcement ICE ကတဲ့များသောအားဖြင့်လူတွေကိုသူတို့အဓိကထားပြီးတော့လုပ်တာကဘာကိုကြည့်လဲဆိုရင်အလားအရောင်လူတွေရဲ့စကားပြောတဲ့အတန်တွေအတန်ထားဝတ်စားဖို့တခြားအချက်အလက်တွေပေါ်မှာကြည့်ပြီးတော့လုပ်တတ်ပါတယ်တဲ့ Even if you came here legally, have a green card or other legal status, you could be targeted and detained just because of your skin color, accent, or other factors. မင်းဒီနိုင်ငံကိုဒုက္ခတဲ့အနေနဲ့ဖြစ်စေတော့အမမဟုတ် green card နဲ့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်ရောက်လာတာဖြစ်တော့လေပဲမင်းရဲ့အသားအရောင်မင်းရဲ့လေယူလေသေးနောက်ခြားအချက်လက်တွေနဲ့ပတ်သက်ပြီးတော့များသောအဖြစ်တော့အဲ့ဒီပုံမှာခြေခံပြီးတော့ ICE ကနေပြီးတော့ထိမ့်သိမ့်တတ်တယ် Emergency planning. အရေးပေါ်အစီအမံ Currently, all immigrants, regardless of their status, are at risk of being detained or deported and should make an emergency plan.
အခုလောလောဆယ်မှာဒီနိုင်ငံမှာရောက်လာတဲ့ရွှေ့ပြောင်းလာတဲ့လူတွေဟာတဲ့ဘယ်လိုအခြေအနေနဲ့ပဲလာတာပဲဖြစ်စေတဲ့နော်အဲပြန်ပို့တတ်တယ်အဖမ်းခံရနိုင်တယ်အဲကြောင့်မို့လို့အရေးပေါ်အခြေအနေကိုလုပ်သင့်ပါတယ် An emergency plan is a plan to help protect you, your family, your finances, your home, and your belongings if you face detention or deportation. အရေးပေါ်အစီအစဉ်ကမင်းကိုအကူအညီပေးနိုင်တယ်မင်းမိသားစုကိုအကူအညီပေးနိုင်တယ်မင်းရဲ့ငွေကြေးအခြေအနေမင်းရဲ့ပိုင်ဆိုင်မှုတွေကိုအဲ့ဒါတွေကိုမင်းအရေးပေါ်ဖြစ်လာတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတာကိုလုပ်ထားတယ်ဆိုလို့ရှိရင်မင်းအတွက်အဆင်ပြေနိုင်တယ် Making an emergency plan does not mean that you will be arrested by ICE. အဲ့တော့အရေးပေါ်အစီအစဉ်လုပ်တယ်ဆိုလို့မင်းကို ICE ကနေဖမ်းမယ်လို့ပြောတာမဟုတ်ပါဘူးတဲ့ Having a plan in place is a safety measure that can help your family and loved ones respond if you are detained or deported. အဲ့လိုအစီအစဉ်လေးလုပ်ထားတယ်ဆိုလို့ရှိရင်တော့စိတ်ချရတယ်စိတ်ချယုံကြည်ရတဲ့နေရာတစ်ခုဖြစ်တာပေါ့တဲ့ဘာလဲဆိုလို့ရှိရင်အကယ်၍များအဖမ်းခံရတယ်ပြန်ပို့ခံရတယ်ဆိုလို့ရှိရင်မင်းမိသားစုမင်းရဲ့ချစ်ခင်သူတွေကိုလုံခြုံမှုပေးနိုင်တာပေါ့ An emergency plan can help reduce fear and confusion for yourself and others. အရေးပေါ်အစီအစဉ်တစ်ခုလုပ်ထားတယ်ဆိုလို့ရှိရင်တကယ်လို့ကြုံတွေ့လာတယ်ဆိုလို့ရှိရင်မင်းကြောက်တဲ့ဟာတွေကိုယုံနေသွားစေမယ်ရှုပ်ထွေးနေတာတွေကိုယုံနေသွားစေမယ်မင်းကိုယ်တိုင်နဲ့မင်းမိသားစုအားလုံးပေါ့နော်သူတို့တခြားလူတွေအားလုံးလဲယုံနေသွားလိမ့်မယ်တဲ့စိတ်ပူပန်မှုတွေကို You should consider at least one or two people who can act as an emergency contact. Make sure that they're comfortable answering the phone. အဲ့တော့မင်းအနေနဲ့စဉ်းစားထားပါလူတယောက်ဖြစ်စေနှစ်ယောက်ဖြစ်စေအဲ့ဒီလူတွေကမေးတဲ့မေးခွန်းတွေကိုဖုန်းခေါ်တဲ့အခါမှာပြန်လဲဖြေဆိုနိုင်တဲ့လူဖြစ်ပါစေတဲ့တယောက်တည်းမဟုတ်ဘူးနှစ်ယောက်လောက်စဉ်းစားထားရင်ကောင်းပါတယ်တဲ့ The first part of an emergency plan is to gather important information about yourself and each member of your family. ပထမအရေးပေါ်အခြေအနေမှာလောက်ရမယ့်အစီအစဉ်တစ်ခုပါဘာလဲဆိုရင်ပထမဆုံးဟာကတဲ့မင်းရဲ့အရေးကြီးတဲ့အချက်အလက်တွေမင်းတို့မိသားစုမှာရှိတဲ့အရေးကြီးတဲ့အချက်လက်တွေအားလုံးကိုစုဆောင်းပါ You should include information about မင်းစုဆောင်းတဲ့အခါမှာပါဝင်သင့်တာက medications and medical needs စဉ်းစားမှာကဆေးတွေသုံးဆောင်နေရတယ်ဆိုရင်ဆေးကူနေရတယ်ဆေးလိုအပ်တယ်ပါလေလဲဆိုတာကိုစုဆောင်းထားရမယ် important IDs and documents အရေးကြီးတဲ့ ID ဒါမှမဟုတ်စာရွက်စာတမ်း emergency contact information and phone numbers အရေးပေါ်ဆက်သွယ်ဖို့အတွက်ဖုန်းနံပါတ်လိုပါတယ် your rental information, bank and insurance documents ငှားထားတာဘဏ်နဲ့ပတ်သက်တာမကန်နဲ့ပတ်သက်တဲ့အချက်အလက်တွေ You can choose trusted people to help. မင်းယုံကြည်ရမယ့်ပုဂ္ဂိုလ်မင်းယုံကြည်ရမယ့်သူကိုအကူအညီပေးနိုင်မယ့်လူမင်းယုံကြည်အကူအညီမဲ့လူမင်းယုံကြည်ပြီးတော့အကူအညီမဲ့လူကိုရွေးချယ်ပါ The second part of emergency planning is to make copies of your documents. အရေးပေါ်အစီအစဉ်မှာဒုတိယလောကမှာကတော့မင်းရဲ့အချက်အလက်တွေအားလုံးကိုမိတ္တူကူပါတဲ့ Keep your original documents at home. မူရင်းစာရွက်စာတမ်းကိုတော့အိမ်မှာတင်ထားပါ
Carry paper copies of your documents with you. ကူးထားတဲ့စာရွက်စာတမ်းတွေကိုကူးထားတဲ့ဟာကတော့မင်းနဲ့ကိုယ်နဲ့ပါယူထားပါ Part 3. Make a plan for your family. အပိုင်း3မင်းမိသားစုအတွက်အစီအစဉ်လုပ်ပါ You should choose a trusted caregiver with stable immigration status. မင်းမိသားစုကိုအကူအညီပေးနိုင်မဲ့တရားဝင်ဒီမှာဒီကြနေထိုင်တဲ့ပုဂ္ဂိုလ် Talk with them about your wishes for your children and any dependent adults. Put this information in writing. အဲ့တော့ပြောပြပါတဲ့မင်းယုံကြည်ရတဲ့ပုဂ္ဂိုလ်မင်းအဲ့ဒီလူကတော့ယုံကြည်ရတဲ့ကလေးငါမှကလေးတွေဘယ်လိုဆိုတာအခြေအနေအလုံးကိုတဲ့ပြောပြပြီးတော့စာရွက်ပေါ်မှာရေးချထားပါတဲ့ Update school emergency contacts. ကျောင်းကိုလည်းအရေးပေါ်ဆက်သွယ်ဖို့အတွက်နော်လုပ်ထားပါ Talk to your children's school about designating an emergency contact. အဲ့တော့ကျောင်းမှာကလေးတွေရဲ့ကျောင်းမှာလည်းပြောပြပါတဲ့နော်ဒီကလေးနဲ့ပတ်သက်လို့အရေးပေါ်ဆက်သွယ်ဖို့အတွက်သူစီစဉ်ထားတဲ့ဟာကိုပြောပြပါတဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာ Consider passports for children. နောက်ပြီးတော့ကလေးတွေအတွက် passport အဲ့ဒါကိုလည်းစဉ်းစားပါ And finally, talk to an attorney about options for guardianship. နောက်ရှင်းနေကိုလည်းရှင်းနေတဲ့စကားပြောပါတဲ့ကလေးတွေကိုထိန်းသိမ်းဆောင်ရှောက်ဖို့အတွက်ရှင်းနေနဲ့ဘယ်လိုလုပ်သင့်လဲဆိုတာကိုပေါ့နော်ပြောစကားပြောပါ Part 4 of emergency planning. Make a plan for your finances. Okay အပိုင်း၄ကိုယ့်ရဲ့အရေးပေါ်နဲ့ပတ်သက်ပြီးတော့ငွေကြေးဆိုင်ရာကိစ္စတွေကိုစီစဉ်ဖို့အစီအစဉ် Decide who can access your money and that they have the ability to access it. ဘယ်သူကိုရွေးချယ်မလဲဆိုတာကိုဆုံးဖြတ်ပါတဲ့မင်းရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ Make sure that your rent and bills can be paid. တေချာပါစေမင်းရဲ့အိမ်လကပေးရမယ် bill တွေပေးရမယ်ဟာတွေကိုတေချာအောင်ပေးပါတဲ့ Designating a power of attorney can help. Talk to an attorney to determine if this is a good option for you. အဲ့တော့မင်း power attorney တယောက်ကိုရွေးပါအဲ့လိုဆိုလို့ရှိရင်မင်းရွေးထားတယ်ဆိုလို့ရှိရင်သူနဲ့စကားပြောပြီးလို့ရှိရင် तू ကနေပြီးတော့မင်းနဲ့ပတ်သက်တဲ့အချက်လက်အကြံဉာဏ်လေးတွေကို तू ကလုပ်ပေးနိုင်တယ်တဲ့ तू တာဝန်ပေးထားတဲ့သဘောပဲပေါ့နော် Share this information only with trusted people. ကိုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပေးမယ်ဆိုလို့ရှိရင်တကယ့်ကိုယုံကြည်စိတ်ချရမယ်လူကိုပဲကိုတဲ့အချက်လက်တွေကိုပေးပါတဲ့ Emergency planning part 5. Make a plan for your home. အရေးပေါ်အခြေအနေအတွက်စီမံတဲ့နံပါတ်5 Being detained does not cancel your lease. မင်းဖန်ခံရဆိုရင်မဲ့လေမင်းအိမ်ငှားထားတဲ့ကိစ္စကိုဖျက်ပြစ်မှာမဟုတ်ဘူး Landlords must follow the law to evict. အကယ်၍အိမ်မောကနှင်ချမယ်ဆိုလို့ရှိရင်အိမ်ရှင်အနေနဲ့ကဥပဒေကိုလိုက်နာရမယ်ဒီတိုင်းလုပ်လို့မရဘူး This means that they cannot lock you out or remove your belongings. ဆိုရင်တဲ့သဘောကတော့မင်းတို့ကိုအိမ်ထဲကိုဝင်လို့မရဘူးဆိုပြီးတော့ပိတ်ထားလို့မရဘူးထို့အတူပဲအိမ်မှာကိုပိုင်တဲ့ပစ္စည်းကိုထုတ်ပစ်လို့လည်းမရဘူး You can authorize someone to pay your rent and talk to your landlord.
မင်းအနေနဲ့တစုံတစ်ယောက်ကိုအိမ်လကပေးဖို့သူလုပ်ရမယ်ပေးခိုင်းပါလူတွေနော်နောက်ပြီးတော့ကြတော့အဲ့ဒီလူကအိမ်ရှင်နဲ့လည်းစကားပြောပါစီမင်းကအဲ့ဒီလူနဲ့ပြောခွင့်ပေးပါ Make copies of your keys and share these with trusted people. အိမ်ကန်းတော့ကိုမင်းမိတ္တူတွေကူးပါမိတ္တူကူးပြီးတော့မင်းယုံကြည်ရမယ့်ပုံကိုအဲ့ဒီတော့ကိုပေးပါ It's your responsibility to make copies and carry certain documents proving your status. မင်းအနေနဲ့မင်းတည်ရမယ့်စာရွက်စာတမ်းတွေကိုမင်းဟာမင်းကိုမိတ္တူကူးရမှာဖြစ်တယ် Do not rely on pictures on your cell phone. မိတ္တူကူးဖို့ပဲလိုတယ်ဓာတ်ပုံရိုက်ဖို့မလိုဘူးဆဲဖုန်းကနေပြီးတော့ We recommend turning off fingerprint scanning or facial recognition on your phone. ပုံးမှာလည်းမင်းရဲ့မျက်နှာကိုနဲ့ဖွင့်တဲ့ဟာနောက်ပြီးတော့ကြတော့လက်နဲ့ဖွင့်တဲ့ဟာအဲ့ဒါတွေနဲ့မလုပ်ပါနဲ့အဲ့ဒါကိုလုပ်ခွင့်မလုပ်ပါနဲ့တဲ့နော်ပိတ်ထားပါ Leave the original copies of your documents at home. မူရင်းစာရွက်တွေကိုအိမ်မှာထားပါ Your green card is okay to carry with you, but be sure to make copies to leave at home. green card ကမင်းနဲ့အတူတည်သွားလို့ရတယ်ဒါပေမဲ့မိတ္တူကိုတော့အိမ်မှာပဲထားခဲ့ပါ If you have a valid immigration status, these are some documents that you should carry with you. မင်းမှာမင်းအနေနဲ့စာရွက်စာတမ်းတွေကိုတော့တည်ခွင့်ရှိပါတယ်တရားဝင်စာရွက်စာတမ်းတွေကိုမိတ္တူကူးပြီးတော့တည်ခွင့်ရှိတယ်ဒါပေမဲ့မင်းက okay A green card, green card asylum or refugee status, နိုင်ငံရေးခိုလှုံခွင့်ဒါမှမဟုတ်ဒုက္ခသည် a valid student or other visa, တက်တန်းရှိနေတဲ့ကျောင်းသားသို့မဟုတ်အခြားဗီဇာ an unexpired temporary protected status or TPS, တက်တန်းမကုန်သေးတဲ့ခေတ္တကာကွယ်ပေးတဲ့အခြေအနေ TPS လို့ခေါ်တဲ့ဟာ The law says you must carry with you your lawful permanent resident card or immigration papers that show your status. ဥပဒေကပြောထားတယ်မင်းအနေနဲ့မင်းရလဲရမှာကတော့မင်းရဲ့ green card တရားဝင် immigration ကပေးတဲ့စာရွက်စာတမ်းတွေ Additional documents that you should make a copy of and carry with you if you have refugee status. နောက်ဆက်တွဲအနေနဲ့ကတော့မင်းကဒုက္ခသည်အနေနဲ့လာတယ်ဆိုလို့ရှိရင်အဲ့စာရွက်စာတမ်းကိုမိတ္တူကူးပါ Your I-94, also known as arrival and departure document. I-90 မင်းရဲ့ I-94 သူတို့နားလဲထားတာတည်ထားတာဒီနိုင်ငံကိုရောက်တာနော်ထွက်တာအမှတ်တမ်း Your transportation boarding letter, also known as boarding foil. နောက်ပြီးတော့ကြတော့ဒီနိုင်ငံကိုလာတဲ့အခါမှာသွားလေယာဉ်ပေါ်မှာတက်ခွင့်မှတ်တမ်းစာရွက် Your employment authorization document, also known as your work permit card. မင်းရဲ့ဒီနိုင်ငံမှာအလုပ်လုပ်ခွင့်ကတ်ပြားသူတို့ခေါ်တာကတော့ဒီမှာအလုပ် This is the EAD It is. yeah အလုပ်လုပ်ခွင့်ကတ်ပြား Documents that you should make a copy of and carry with you if you have applied for your green card but have not yet received it are ပြောတဲ့ဟာတွေပြောထားတဲ့စာရွက်စာတမ်းတွေကိုမိတ္တူကူးပါမိတ္တူကူးပြီးတော့ကိုယ်နဲ့အတူတည်ပါမင်းက
green card မလျှောက်ရသေးဘူးလျှောက်ဖို့လုပ်နေတာလက်ထဲမှာမရှိသေးဘူးဆိုရင်တော့အဲ့ဒါတွေကိုတည်ပါ Evidence of your pending green card application, such as your I-797C or receipt notice. နောက်တစ်ခုကမင်းအတွက် green card လျှောက်ထားတဲ့အခါမှာပေးထားတဲ့နော်စာအဲ့ဒါက I-79 I-999C မင်းတို့လျှောက်တဲ့စာရွက်ကိုလက်ခံရရှိပါတယ်ဆိုတဲ့တတိပေးတဲ့စာအတိပေးတဲ့စာ If you have a legal representative, make a copy of their signed Form G-28. This tells the government they are representing you in your immigration case. မင်းတို့အတွက်လုပ်ပေးတဲ့ပုဂ္ဂိုလ်တရားဝင်လုပ်ပေးတဲ့ပုဂ္ဂိုလ်သူကနေပေးထားတဲ့ G28 ဆိုတဲ့တရားဝင်ဆိုကနေပြီးတော့ပြောထားတဲ့စာရွက်အဲ့ဒီဟာကိုလည်းယူထားပါ If you do not have a valid immigration status but have applied for status or have an open case, you should carry documentation such as မင်းကဒီမှာတရားဝင်အနေနဲ့တော့မရသေးဘူးသို့တော်လည်းပဲလျှောက်ထားတယ်ပေါ့နော်အဲ့လိုလျှောက်ထားတယ်ဆိုလို့ရှိရင် a pending asylum application, နိုင်ငံရေးခိုလုံဝင်နဲ့ပတ်သက်ပြီးလျှောက်ထားတယ်အဲ့ဒီစာရွက် an open immigration court case, နောက်ပြီးတော့ immigration နဲ့ပတ်သက်ပြီးတော့ဖွင့်ထားတဲ့ case number or an immigration appeal. ဒီတရားဝင်ပြန်ပြီးတော့အမှုကိုသနာခံတဲ့စာအဲ့ဒါတွေကိုမိတ္တူကူပါ You should have a copy of your immigration papers that show you applied for status or are appealing an immigration decision. တရားရုံးမှာအမှုတွဲကိုတရားဝင်အသနာခံထားတာသူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုသနာခံထားတာအဲ့ဒီကိစ္စတွေအားလုံးရှိတဲ့စာရွက်စာတမ်းတွေအားလုံးကိုမိတ္တူကူထားပါ If you are undocumented or if your immigration status is expired but you have been in the U.S. for at least 2 years, carry proof of living here for the last 2 years, such as နောက်ပြီးတော့ကြတော့နောက်ဆက်တွဲအနေနဲ့မင်းဟာဒီနိုင်ငံမှာနေတာနှစ်နှစ်ရှိပြီသို့တော်လည်းပဲမင်းမှာတရားဝင်စာရွက်စာတမ်းတွေမရှိတော့ဘူးမရှိခဲ့ဘူးဒါမှမဟုတ်ရင်ဒါတွေကတက်တန်းကုန်သွားပြီဆိုလို့ရှိရင် your rental contract, ကိုဒီနိုင်ငံထဲမှာနှစ်နှစ်ရှိတဲ့ဟာမှာမင်းကအဲ့အိမ်မှာငှားနေတဲ့ဆိုရင်အိမ်ငှားစာချုပ် church or school records with your address, ဖယားကျောင်းသို့မဟုတ်ကျောင်းမှာမင်းနေတဲ့လိပ်စာကိုမှတ်တမ်း mail that was sent to you at your home address, including the postmark that shows when it was mailed. မင်းအိမ်ကိုမင်းနာမည်နဲ့လာတဲ့စာအဲ့ဒီစာမှာကအဲ့ဒီဘယ်တော့ကအဲ့ဒီစာကိုပို့လိုက်တယ်ဆိုတဲ့ postmark ဆိုတဲ့ဟာရှိတယ်အဲ့ဒီဟာပြတဲ့မင်းနာမည်နဲ့စာကိုရှိပါစေ Other documents that show your name, a U.S. address, and date. အခြားစာရွက်စာတမ်းဒီမင်းနာမည်နဲ့အခြားစာရွက်စာတမ်းဒီ US ကစာရိုက်ကနေပြီးတော့ပို့တဲ့စာလေးမင်းကဒီနိုင်မှာနည်းနည်းကြော်ခဲ့ပြီဆိုအဲ့ဒါရှိလို့ရှိရင်တရားဝင်မဟုတ်တော့လဲပဲတရားဝင်မဖြစ်သေးဘူးမဖြစ်တော့ဘူးဆိုရင်လည်းပြလို့ရပါတယ် You should show proof that you've lived here for at least 2 years if you are arrested. အကယ်၍များမင်းကိုဖမ်းခံရတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီစာရွက်စာတမ်းတွေကိုမင်းပြလို့ရပါတယ်ပြလိုက်ပါတဲ့ငါဒီနိုင်ငံမှာနေတာနှစ်နှစ်ကျော်ခဲ့ပါပြီဆိုတာကိုနှစ်နှစ်ရှိပါပြီဆိုတာကို This can protect you from being quickly deported without seeing a judge. အဲ့လိုပြလိုက်တဲ့အတွက်မင်းအတွက်ဘယ်လိုဖြစ်မလဲဆိုရင်မင်းကိုအိမ်နိုင်ငံကိုပြန်ပြီးနိုင်ငံကနေနှင်လိုက်တာချက်ချင်းမဖြစ်နိုင်တော့ဘူးချက်ချင်းနှင်မထုတ်တော့ဘူးတရားသူကြီးရှိမှမင်းကို
ပို့လို့ရတယ်နှို့ဖြစ်ရင်တော့ရုတ်တရက်ပြန်ပို့လိုက်လိမ့်မယ်တဲ့မပြလို့ရှင် If you are undocumented or if your immigration status is expired and you cannot prove that you've lived in the US for more than 2 years, you could be deported without getting a chance to see a judge. မင်းဟာဒီနိုင်ငံမှာနှစ်နေခဲ့တယ်နှစ်နေခဲ့ပြီးပြီသို့တော်လည်းပဲမင်းမှာစာရွက်စာတမ်းမပြည့်စုံမရှိဘူးနောက်ပြီးတော့ကြတော့မင်းမှာရှိတဲ့စာရွက်စာတမ်းတွေကလည်းတက်တန်းတွေကျော်ခဲ့ပြီဆိုလို့ရှိရင်မင်းကအဲ့ဒီအစာကိုမပြနိုင်တော့ဘူးဆိုရင်တော့မင်းကိုတဲ့ဖမ်းပြီးတော့ပြန်ပို့လိမ့်မယ်တဲ့ Remember, if you are not being arrested, stay silent. မှတ်မိပါတဲ့နော်မှတ်ထားပါခေါင်းထဲမှာမင်းကိုတကယ်လို့ဖမ်းတယ်ဆိုလို့ရှိရင်အဖမ်းခံရတယ်ဆိုလို့ရှိရင်ငြိမ်နေပါတဲ့နော် Changes in ICE activity for Pittsburgh means you may be more at risk to encounter officers. Pittsburgh Pittsburgh မှာ ice တွေအပြောင်းလဲဖြစ်မယ်ဆိုတာကတဲ့မင်းအတွက်ဒီမှာလူများလာမဲ့သဘောပေါ့ဆိုရင်တဲ့သဘောကဖြစ်လာနိုင်တယ်တဲ့နော် It's important that you're prepared for encounters with ICE. အဲ့တော့အရေးကြီးတာကမင်းအနေနဲ့စီမံခန့်ခွဲထားပါပြင်ဆင်ထားပါတကယ်လို့များ ice နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင် Citizens and non-citizens alike have rights. စစ်ဒီနိုင်ငံသားဒါမှမဟုတ်လို့ရှိရင်ဒီနိုင်ငံသားမဟုတ်တာသူတို့မှာလုပ်ပိုင်ခွင့်ရှိပါတယ်တဲ့နော် The U.S. Constitution or law of the land gives anyone in the United States rights, citizens and non-citizens. ဒီနိုင်ငံသားဖြစ်သည်ဖြစ်ဒီနိုင်ငံသားဖြစ်စေဒီနိုင်ငံသားဟုတ်မဟုတ်သည်ဖြစ်စေဒီနိုင်ငံရဲ့ဖွဲ့စည်းပုံအရာကနော်လူတိုင်းကိုလုပ်ခွင့်ရှိပါတယ်နော် Regardless of your status, you have the right to မင်းတို့ရဲ့အခြေအနေကဘာလဲဆိုတာကိုမထားပါဘူး refuse search မင်းတို့အနေနဲ့ညှဉ်းပိုင်ခွင့်ရှိပါတယ်ငါရှိကိုလာပြီးမှငါရှိကိုလာရှာတာကိုညှဉ်းပိုင်ခွင့်ရှိပါတယ်ရှာခွင့်မပြုတာဘူး to remain silent if detained ကိုယ်အဖမ်းခံနေရဆိုရင်ကိုယ်အဖမ်းခံနေရတယ်ဆိုရင်တောင်မှပဲဘာမှမပြောပဲနေလို့ရပါတယ် and to request an attorney ရှင်းနေကိုတောင်းဆိုခွင့်ရှိပါတယ် You can carry red cards with you if you encounter ICE. မင်းအနေနဲ့အနီရောင်ကပ်ပြားကိုယူထားပါ Please encourage all members of your family to carry red cards and teach them how to use them. အဲ့တော့မင်းရဲ့မိသားစုကိုလည်းတဲ့အနီရောင်ကပ်ပြားနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးရမလဲဆိုတာကိုသင်ထားပါ These cards remind you of your rights and what to do during an encounter with ICE. အဲ့ဒီအနီရောင်ကပ်ပြားကမင်းကိုသတိပေးထားလိမ့်မယ်တဲ့အဲ့ဒီကပ်ပြားမှာကမင်းရဲ့လုပ်ပိုင်ခွင့်တကယ်လို့များမင်းက ice နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင် One side of the red card is in English, and the other side will be in your preferred language. အဲ့ဒီကပ်ပြားမှာတစ်ဖက်ကအင်္ဂလိပ်လိုပါလိမ့်မယ်တစ်ဖက်ကကြာရင်မင်းရဲ့ဘာသာစကားနဲ့ဖြစ်လိမ့်မယ် If you encounter ICE, you will be expected to give the card to the agent, so carry extras. အကယ်၍မင်း ice နဲ့တွေ့တယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီကပ်ပြားကို agent ကိုပေးလိုက်ပါတဲ့အဲအကြောင်းမို့လို့ပေးဖို့အတွက်အပိုယူထားပါတဲ့ကပ်ပြားကိုတစ်ခုတည်းမထားပါနဲ့ You can give the red card to an ICE agent by sliding it under a door or window. Do not open the door or window fully.
တကယ်လို့အဲ့ဒီကပ်ပြားကိုအနီရောင်ကပ်ပြားကို ICE agent ကိုပေးမယ်ဆိုလို့ရှိရင်တကားရဲ့အောက်ကနေပြီးတော့တွန်းပြီးတော့ပေးလိုက်ပါတကားကိုဖွင့်ပြီးမပေးပါနဲ့တကားပေါက်ပဲဖြစ်စေပြတင်းပေါက်ပဲဖြစ်စေအသာလေးဟာပြီးတော့ပေးလိုက်ပါတဲ့နော်တကားကိုမဖွင့်ပါနဲ့ Now make a plan if you are detained. အကယ်၍များမင်းဖမ်းခံရတယ်ဆိုလို့ရှိရင်အစီအမံလုပ်ပါ Have a folder with all important documents prepared for your emergency contacts. အရေးပေါ်အစီအစဉ်ကတော့ဗာလဲဆိုလို့ရှိရင်မင်းပြင်ဆင်ထားတဲ့မင်းရဲ့စာရွက်စာတမ်းတွေကိုဖိုင်တွဲတစ်ခုမှာထားပါ Share copies of your emergency plan and or keys to your home. အိမ်တကားတော့ကူးထားတဲ့အိမ်တကားတော့နောက်အရေးပေါ်အတွက်ကူးထားတဲ့မိတ္တူစာရွက်တွေအဲ့ဒါတွေကိုခွဲဝေပေးပါတဲ့နော် Carry red cards with you. အနီရောင်ကပ်ပြားကိုလည်းမင်းနဲ့အတူတူသယ်သွားပါ Download the Ready Now app to alert your contacts if you are stopped. Ready Now app Ready Now app ကိုမင်းဖုန်းမှာ download လုပ်ပါတဲ့နော် Add 412-514-5023 as an emergency contact. This is a JFCS phone number. နောက်ပြီးကြတော့မင်းရဲ့ဖုန်းထဲမှာ412-514-5323အဲ့ဒီဖုန်းနံပါတ်ကိုမင်းရဲ့အရေးပေါ်အဆက်အသွယ်ထဲမှာထည့်ပါတဲ့အဲ့ဒီဖုန်းနံပါတ်က JFCS ကဖုန်းနံပါတ်ဖြစ်ပါတယ်တဲ့ What to know about immigration detention. ဖမ်းဆီးထားတဲ့နေရာထိမ့်သိမ်းခံရတဲ့နေရာအကြောင်းကိုသိချင်သလားတဲ့ If you are detained, your belongings, including your identification documents, will be taken away. အဲ့နေရာမှာရောက်သွားတယ်ဆိုလို့ရှိရင်မင်းရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့မင်းရဲ့တယ်လီဖုန်းမင်းရဲ့စာရွက်စာတမ်းတွေယူသွားလိမ့်မယ်တဲ့ They will take your phone away also. မင်းရဲ့တယ်လီဖုန်းကိုလည်းတည်သွားလိမ့်မယ်တဲ့ Memorize important phone numbers and share copies of your documents to people you trust. အဲ့တော့မင်းဆက်သွယ်ရမယ်မင်းငကိုရတဲ့စီမံထားတဲ့ဆက်သွယ်ရမယ်သူ့ရဲ့ဖုန်းနံပါတ်ကိုခေါင်းထဲမှာအလွတ်ရပါစီနော်နောက်ပြီးတော့ကြတော့မင်းပေးထားတဲ့စာရွက်စာတမ်းတွေဘာလို့ဆိုကိုယ့်လက်ထဲမှာမရှိဆိုတယောက်ကိုပေးထားခဲ့တာရှိတယ်အဲ့ဒါကိုပြောပေးထားပါတဲ့နော် If ICE detains you with your family members, they may separate you and send each person to a different detention center. အကယ်၍မင်းနဲ့မင်းမိသားစုကိုထိမ့်သိမ်းတယ်ဆိုလို့ရှိရင်တဲ့နော်ထိမ့်သိမ်းရေးစခန်းမှာအတူတူနေရမှာမဟုတ်ဘူးတဲ့မင်းရဲ့သူတို့မိသားစုတွေကတယောက်စီတနေရာစီမှာနေကြလိမ့်မယ် They may also move you more than once, and sometimes to states far away from where you live. အခါတလေမှာမင်းတို့တွေကိုထိမ့်သိမ်းတဲ့အခါမှာကိုနေတဲ့မြို့မှာဖြစ်ချင်မှဖြစ်မယ်ကိုနဲ့ဝေးတဲ့နေရာမှာလည်းဖြစ်ချင်ဖြစ်နိုင်တယ် If you do not already have an attorney, you can ask for a list of free attorneys from inside the detention center. မင်းမှာတကယ်လို့ရှင်းနေမရှိဘူးဆိုလို့ရှိရင်မင်းရဲ့ထိမ့်သိမ်းခံရတဲ့နေရာမှာမေးပါတဲ့နော်လကားလုပ်ပေးမဲ့ရှင်းနေငါလိုချင်တယ်ဆိုတာကိုပြောပါတဲ့ Make sure to clearly say that you want to speak with an attorney and ask to access a phone. တေးသေးချာချာပြောပါငါစကားပြောခြင်းနဲ့ရှင်းနေနဲ့နောက်ပြီးတော့ကြတော့ဖုန်းတစ်ခုကိုရအောင်ပြောပါ From inside ICE detention centers, you can dial 9233 to reach legal services or to report abuse.
အဲ့တော့မင်းဖုန်းရတယ်ဆိုလို့ရှိရင်သူတို့ကဖုန်းပြောခွင့်ပေးလိမ့်မယ်အဲ့ဒီအခါကြာလို့ရှိရင်အဲ့ဒီမှာမင်းကနေပြီးတော့9-2-3ဖောင်းကိုနှိပ်ပြီးတော့ခေါ်ပါတဲ့အဲ့ဒီဥစ္စာကမင်းမှာဖြစ်တဲ့ကိစ္စပေါ့နော်မင်းတရားဝင်ဆက်ရှိနေပြောချင်တာဒါမှမဟုတ်လို့ရှင်ငါ့ကိုနှိပ်စက်ခံရတယ်ပြောလို့ရတယ်တဲ့အဲ့ဒီဖုန်းမှာ If you are detained by ICE, your friends and family members can look for you online. အကယ်၍မင်းကို ICE ကနေပြီးတော့ဖမ်းခံရတယ်ဆိုလို့ရှိရင်မင်းတငယ်ချင်းမင်းရဲ့မိသားစုတွေကနေပြီးတော့ online ကနေပြီးတော့ရှာလို့ရတယ် Have access and share your A number, country of birth, and full legal name and date of birth with those you trust. အဲ့လိုရှာမယ်ဆိုလို့ရှိရင် A number လိုတယ်ဘယ်နိုင်ငံမှာမွေးရဆိုတာလိုတယ်နောက်ပြီးတော့တရားဝင်နာမည်မွေးတက္ကရာဆိုတာကမွေးရမွေးလမွေးတဲ့ခုနှစ်ကိုပြောတာနော် This same site allows you to search for facilities. အဲ့လိုရှာတဲ့အခါမှာရှာနီးကမင်းတို့ဘယ်နေရာမှာထိမ့်သိမ်းထားလဲဆိုတာကိုလည်းရှာလို့ရတယ်တဲ့နော် Next steps. နောက်တစ်ဆင့် Review the following. ပြန်ပြီးတော့ဆန်းစစ်မယ် Learn what a judicial warrant looks like. တရားသူကြီးကနေတရားဝင်ထွေးစားပေးတဲ့စာတမ်းစာရွက်ဘယ်လိုဟာမျိုးလဲဆိုတာကိုသိပါစေ We have an example on the next slide. ငါတို့မှာအခုနောက်ထပ်ပြမယ်ဖာမှာ slide မှာဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလဲဆိုတာကိုပြပါမယ် Gather your documents and write down your information. ကိုယ့်ရဲ့စာရွက်စာတမ်းတွေကိုစုစည်းပါရေးချထားပါ Create an emergency plan and share it with loved ones. အရေးပေါ်အစီအစဉ်ကိုလုပ်ပါအဲ့ဒီအရေးပေါ်အစီအစဉ်ကိုမှာကိုယ့်ရဲ့ချစ်ခင်ရတဲ့ပုံတယောက်ချစ်ခင်ရသူတယောက်ကို share လုပ်ပါ Download and set up the Ready Now app. တော့ ready now ကို download လုပ်ပါနောက်ပြီးတော့ကြာတော့အဲ့ဒီမှာစီစဉ်စရာရှိတာကို set up လုပ်ပါ Watch the video How to Stay Safe During ICE Activity on the JFCS YouTube account. နောက်ပြီးတော့ကြာတော့ ICE ဘယ်လိုတိုးပြီးတော့လုပ်တယ်ဘယ်လိုလုပ်ကြတယ်ဆိုတာတွေကိုတဲ့နော်သိချင်တယ်ဆိုလို့ရှိရင် JFCS ကနေတင်ထားတဲ့YouTube ဟာကိုကြည့်ပါတဲ့ Review Know Your Rights information and learn what to do if you encounter ICE. ပြန်ပြီးတော့ကြည့်ပါတဲ့မင်းရဲ့လုပ်ပိုင်ခွင့်တွေဘာလဲဆိုတာကိုပြန်ပြီးတော့ကြည့်လို့ရတယ်သင်မှာမင်းတကယ်လို့များ ICE နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိထားဖို့အတွက် This is an example of a judicial warrant. အခုနမူနာပြထားပါတယ်တရားသူကြီးကနေပြီးတော့ပေးထားတဲ့ဝရမ်းထုတ်ပြန်ထားတဲ့ဟာကဒီလိုပုံစံမျိုးဖြစ်ပါတယ် The red arrows are the key areas to check for a judicial warrant. အဲ့တော့တရားသူကြီးကတရားဝင်ပေးထားတဲ့ဝရမ်းမှာဆိုလို့ရှိရင်အဲ့မှာမြားလေးတွေပြထားပါတယ်အဲ့ဒီနေရာမှာသေချာကြည့်ပါတဲ့မှန်ကန်မှုရှိမရှိ It must come from a United States District Court. ဒီနိုင်ငံ US နဲ့ကနေပြီးတော့ district တရားရုံးဖြစ်ရမယ် It must have the correct address to be searched. လိပ်စာကရှာဖို့အတွက်လိပ်စာမှန်ကန်မှုရှိရမယ်ဆိုရင်လည်းသဘောကကိုလိပ်စာဖြစ်သလား It must describe the area to be searched. ဘယ်နေရာတွေမှာရှာမယ်ဆိုတာကိုဒီမှာမျှပြထားပါတယ် And it must be signed by a judge.
တရားသူအောက်ကပြေးထားတာကတော့တရားသူကြီးမျှပြထားတာကတရားသူကြီးလက်မှတ်ထိုးထားတယ် Here is a checklist that you can use to prepare in case of detention or deportation. ဟောဒီမှာမင်းတို့ကိုပြထားပါတယ်စာရွက်စာတမ်းတွေကိုစစ်ဆေးပါဘယ်လိုဟာမျိုးတွေကိုသိရမယ်ဆိုတာကို This includes information on family documents, residency, financial documents, medical and financial documents, and children's records. အဲ့တော့ too many This includes family documents, မိသားစုနဲ့ပတ်သက်တဲ့အချက်အလက်တွေ residency documents, ဒီနိုင်ငံမှာတရားဝင်နေထိုင်တဲ့အထောက်အထား financial documents, ငွေကြေးနဲ့ပတ်သက်တဲ့အထောက်အထား and children's records. ကလေးတွေနဲ့ပတ်သက်တဲ့မှတ်တမ်း You can complete this document and share it with those who you designate to care for your children if you are detained or deported. Okay အခုဒီမှာစာရွက်ပြထားပါတယ်မင်းဒီစာရွက်မှာဖြည့်ပါဖြည့်ပြီးတော့အကယ်၍များမင်းကအထိမ့်သိမ်းခံရတယ်ဆိုလို့ရှိရင်ကိုရင်တော့ဖမ်းခံရတယ်ဆိုလို့ရှိရင်တော့ဒါတွေကိုထည့်ထားပြီးလို့ရှိရင်ဒီမှာမှတ်တမ်းမှာကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာစသဖြင့်အကုန်ပါပါတယ်အဲ့မှာဖြည့်ထားပါ Print and complete one form per child. If you have 3 children, you will need to complete this form 3 times. အဲ့တော့ကိုမှဒီပုံစံကိုအပြည့်အစုံဖြည့်ပါဖြည့်တဲ့အခါမှာကလေးတစ်ယောက်ဆိုရင်တစ်ခုဖြည့်ပါနှစ်ယောက်ဆိုရင်နှစ်ခုဖြည့်ပါသုံးယောက်ဆိုသုံးခုဖြည့်ပါတဲ့တစ်ယောက်ချင်းစီအတွက် Similarly, you can complete this form and keep it in your emergency plan folder. နောက်တစ်ခုကအခုပြထားတဲ့ပုံစံမှာလည်းကြည့်ပါအဲ့ဒီအရေးပေါ်အတွက်အစီအမံထားတဲ့အရေးပေါ်နဲ့ပတ်သက်ပြီးတော့ရေးထားတဲ့အချက်အလက်တွေကိုပြည့်စုံအောင်ဖြည့်လိုက်ပါမင်းရဲ့ဖိုင်တွဲထဲမှာထည့်ထားပါ This form allows you to keep emergency numbers and important contact information together. အဲ့ဒါတွေကစူးစီးထားတာဖြစ်တယ်မင်းအရေးပေါ်ဆက်သွယ်ဖို့အတွက်ဘယ်သူကိုဆက်သွယ်ရမယ်စသဖြင့်အကုန်အသေးစိတ်ဒီထဲမှာပါတယ်တွေကမင်းအတွက်စူးစီးထားပြီးသားဖြစ်တယ် You can share this with trusted family or friends. ဒီအချက်လက်တွေကိုမင်းယုံကြည်ရတဲ့မိသားစုမင်းမိတ်ဆွေတီတယောက်စသဖြင့်ကိုပေးလို့ရပါတယ် share လုပ်လို့ရပါတယ် This form is for medical, legal, and religious contacts. ဒီပုံစံကတော့ဗာလဲဆိုရင်စေကူတာနဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့အဲ့ဒါကြီးအစုံအပြည့်အစုံကိုထည့်ထားတာဖြစ်ပါတယ် You can keep their phone numbers and important contact information together. အဲ့ဒီပုံကိုယ်ရဲ့နေရာရဲ့ဖုန်းနံပါတ်တွေကိုဒီထဲမှာဖြည့်လိုက်တယ်ဆိုရင်အကုန်လုံးတစုတစည်းရဲ့ဖြစ်သွားတယ် If you have not already done so, you can use the QR codes here to download the Ready Now app. မင်းကမလုပ်ရသေးဘူးဆိုလို့ရှိရင်တော့မင်းဒီမှာ QR code ရှိပါတယ်မင်းရဲ့ Ready Now app ကို download လုပ်လိုက်ပါ This app will alert your loved ones and your legal team if you are detained. ဒီ app ကမင်းတကယ်လို့များဖမ်းခံရတယ်ဆိုလို့ရှိရင်မင်းရဲ့မိသားစုမင်းရဲ့ချစ်ရတဲ့လူမင်းရဲ့တရားဝင်ရှင်းနေသူတို့တွေကနေပြီးတော့သိနိုင်တယ်တဲ့ You can organize your emergency plan in the app to be sent out also. အဲ့တော့ဒီ app ထဲမှာလည်းမင်းရဲ့အရေးပေါ်အစီအစဉ်ကိုထည့်ထားလို့ရပါတယ် If you are detained and you have a lease agreement, please make sure that you designate someone who can pay your rent and bills. မင်းကအိမ်မှာငှားနေတယ်ဆိုလို့ရှိရင်မင်းတကယ်လို့များအဖမ်းခံရတယ်ဆိုလို့ရှိရင်မင်းရဲ့
ကိုစားပေးနိုင်မဲ့အင်အားကစသဖြင့်ကိုတရားအဲ့လူရွေးချယ်ထားပါဘယ်သူကလုပ်ပေးနိုင်မလဲဆိုတာကို If you cannot pay your rent and bills, your landlord must go through the legal eviction process. အကယ်၍မင်းကပေးစရာရှိတာတွေကိုမပေးခဲ့ဘူးအင်လာကကိုမပေးခဲ့ဘူးဆိုလို့ရှိရင်တော့အိမ်ရှင်အနေနဲ့လုပ်ပိုင်ခွင့်ရှိတယ်တရားရုံးကိုလျှောက်ပြီးတော့မင်းဟိုအိမ်ငါမငှားဘူးဆိုတာကိုလုပ်ပိုင်ခွင့်ရှိတယ် They cannot just lock you out, and they must give you the opportunity to pick up your belongings. မင်းတို့ကိုအိမ်ထဲကိုဝင်ခွင့်မပေးဘူးဆိုပြီးတော့တော့ပိတ်ထားလို့မရဘူးတဲ့မင်းတို့ကိုအခွင့်ပေးရပါမယ်မင်းတို့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုယူခွင့်ရှိတယ်ဆိုတာကိုတော့ Choose someone you trust to pay your rent and bills. ဒါကြောင့်မို့လို့မင်းယုံကြည်ရတဲ့မိတ်ဆွေတယောက်ကိုမင်းပေးခိုင်းမှာအိမ်လာကအိမ်ငှားနေတယ်ဆိုလို့ရှိရင် Share your lease and landlord information with this trusted contact. အိမ်ရှင်နဲ့ပတ်သက်တဲ့အချက်လက်အဲ့စာရွက်စာတမ်းတွေကိုလည်းကိုယုံကြည်ရတဲ့ပုဂ္ဂိုလ်ကိုမျှဝေပါပေးထားပါ Make sure to open all court documents and mail you receive. Pardon me? Make sure to open all court documents and mail you receive. နောက်သေးခြားခြားရှိပါစေတဲ့တရားရုံးကနေပြီးကိုရှိကိုပို့တဲ့စာရွက်စာတမ်းတွေအားလုံးဟာသိကြပါရတာကိုသိကြပါစေတဲ့ရှိပါသေးလက်ထဲမှာတဲ့ JFCS has shared videos on YouTube on staying safe during increased ICE activity. JFCS ကနေပြီးတော့တဲ့ YouTube မှာပြထားပါတယ်တဲ့မင်းတို့အိမ်မှာပေါ့နော်ဘယ်လိုနေရမယ်ဆိုတာပေါ့နော်တကယ်လို့ ICE တွေကနေပြီးတော့ခုတိုးချဲ့ပြီးတော့လုပ်နေတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အန္တရာယ်ကင်းအောင်နေရမယ့်ကိစ္စကိုပြောထားပါတယ် Please feel free to go and watch these videos. ကျေးဇူးပြုပြီးတော့ဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ပါတဲ့အလကားပေးရပါတယ်ပတ်စံမပေးရပါဘူးအခမဲ့ပါ This video has also been translated into a variety of languages. အဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တဲ့နော်ကိုယ့်ရဲ့ဘာသာစကားတွေနဲ့ပြောထားတဲ့စကားတွေပါတဲ့နော် Resources. အဲ့တော့ဘယ်လိုနေရာနေအချက်လက်တွေရနိုင်မလဲ There are resources on the next few slides that will help you know what to do if you encounter ICE in public, traveling, at work, or home. အဲ့တော့ ICE တွေကမင်းတွေ့နိုင်တဲ့နေရာတွေကဘယ်လိုမျိုးမှတွေ့နိုင်လဲဆိုလို့ရှိရင်လူတွေရှိတဲ့နေရာလူသွားလာဖြစ်တဲ့နေရာနောက်ပြီးကြတော့ခရီးသွားဆိုကားနဲ့သွားတဲ့အခါအလုံးမှာနောက်ပြီးကြတော့အိမ်မှာအဲ့ဒီမှာတွေ့လာနိုင်တယ် There are one-page flyers, the Know Your Rights flyers, that are translated in 17 languages. အဲ့ဒီမှာတဲ့ပြထားပါတယ်တဲ့လက်ကမ်းစာဆောင်လေးတွေနော်ဘာသာစကား18မျိုးနဲ့ပြထားပါတယ် You can find these on the Immigrant Defense Project's website. မင်းအဲ့ဒီ18မျိုးဘာသာစကား18မျိုးကိုမင်းဘယ်မှာရှာတွေ့နိုင်လဲဆိုရင်ကိုနဲ့ဆိုင်တဲ့ဟာကိုရှာရင်လည်းဆိုရင် Immigrant Defense Project.org မှာရနိုင်ပါတယ်တဲ့ You can contact Immigrant Services and Connections or the Isaac program if you need help completing an emergency plan or if you have a problem. ဒီအနေနဲ့တကယ်လို့များဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်အရေးပေါ်အတွက်ဆက်သွယ်လုပ်ခြင်းနဲ့ဆိုလို့ရှိရင် To learn more about the Isaac program, visit isaacpittsburgh.org. အကယ်၍မင်းအဲ့လိုမျိုးသိကျင်နေဆိုလို့ရှိရင်တော့ I'm going to spare Paul
isacpiddspurgh အဲ့ဒီမှာဆက်သွယ်နိုင်ပါတယ်ကြည့်နိုင်ပါတယ် There are multiple locations that you can meet with someone from Isaac. မင်းတို့တွေ့ကျင်တယ်ဆိုလို့ရှိရင်နှစ်နေရာလောက်ရှိပါတယ်တဲ့နော် Isaac ဆိုတဲ့နေရာပေါ့နော်ဒီရုံးရှိပါတယ်နှစ်နေရာ Go to isaacpittsburgh.org or call 412-742-4200 to learn more. မင်းဖုန်းခေါ်မယ်ဆိုလို့ရှိရင်လေဖုန်းနံပါတ်ကို412-942-4233ကိုခေါ်လို့ရတယ်လို့online ကိုမင်းသွားခြင်းနဲ့ဆိုရင်လေ isacpiddsburgh.org အဲ့ဒီမှာလည်းမင်းကြည့်လို့ရပါတယ်အဲ့နှစ်မျိုးကိုမင်းဆက်သွယ်လို့ရပါတယ် There is a video to learn how to contact Isaac on the JFCS YouTube page. အဲ့ဒါကိုသိကျင်တယ်ဆိုလို့ရှိရင် JFCS ကနေပြီးတော့ YouTube မှာကြည့်ပြထားတဲ့ Isaac တဲ့ဟာကိုကြည့်လို့ရပါတယ်ဘယ်လိုဆက်သွယ်ရမလဲဘယ်လိုအသုံးပြုရမလဲဆိုတာကို This video is also translated into a variety of languages. အခုပြထားတဲ့ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းဘာသာစကားမျိုးစုံနဲ့ရှိပါတယ် Resources. ရရှိနိုင်တဲ့အချက်လက်တွေ You can contact Upstreet if you have children who want to talk to a specialist about their feelings. အကယ်၍မင်္ဂလေးတွေကစကားပြောခြင်းနဲ့ဆိုလို့ရှိရင်တဲ့သူတို့မှာပေါ့နော်ပြောချင်တာတွေရင်ထဲမှာရှိတာတွေကိုပြောချင်တယ်ဆိုလို့ရှိရင်တဲ့ You can talk with someone via their website, upstreetpgh.org. မင်္ဂလေးကအဲ့လိုပဲစကားပြောရင်လည်းရင်ဖွင့်ရင်လည်းဆိုလို့ရှိရင် upstreetpgh.org မှာမင်းတို့ပြောလို့ရပါတယ်အဲ့ထဲကိုဝင်လိုက်ပါတဲ့เนาะပြောလို့ရပါတယ် You can go to their office located at 5844 Forward Avenue, Pittsburgh, PA 15217. အကယ်၍စောက်အဝူသူတို့မှာရှိတဲ့ရုံးခန်းကိုသွားခြင်းနဲ့ဆိုလို့ရှိရင်လေ5844 Forward Avenue မှာForward Avenue Pittsburgh PA 15217မှာသွားလို့ရပါတယ် They are open Monday through Thursday, 12 p.m. to 5 p.m. သူတို့တွေကတနင်္လာကနေပြီးတော့ကြာသပတေးနေ့အထိ12နာရီကနေပြီးညနေ9နာရီအထိဖွင့်ပါတယ် And Friday, 12 p.m. to 4 p.m. တောက်ကြနေ့မှာတော့ညနေနေ့လယ်12နာရီကနေပြီး4နာရီအထိဖွင့်ပါတယ် Resolve Crisis Services offer free mental health support for Allegheny County residents. လက်ဂနီကောင်တီထဲမှာနေကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ခံစားရမှုပေါ့နော်စိတ်သက်သာရမှုအတွက်လှုပ်ချင်တယ်ဆိုရင်အထောက်အကူလိုတယ်ဆိုလို့ရှိရင်တဲ့ They can help with သူတို့တွေကအကူအညီပေးနိုင်ပါတယ် crisis counseling and support, အဲ့လိုခံစားနေရတဲ့အခက်အခဲတွေကိုအထောက်အကူပေးနိုင်တယ်ပြောပြနိုင်တယ်မလုပ်နိုင်တယ်ဆိုတာ referrals, နောက်ပြီးကြတော့ညွှန်ကြားပေးနိုင်ပါတယ် intervention services for adults, teens, and their loved ones, လူကြီးဒီဆယ်ကျော်တဲ့ကိုယ့်ရဲ့ချစ်ရတဲ့ပုဂ္ဂိုလ်တွေကိုလည်းသူတို့ကလုပ်ပေးနိုင်ပါတယ်ပြောဆိုပေးနိုင်ပါတယ် Resolve offers interpretation. You just have to ask. အကယ်၍များစကားပြန်လိုအပ်ပါတယ်ဆိုလို့ရှိရင်တောင်းဆိုလို့ရပါတယ် There are multiple ways that you can connect with Resolve. အဲ့တော့အဲ့လိုအဖြေတွေကိုရှာဖို့အတွက်
နှစ်မျိုးလမ်းနီးလမ်းနှစ်မျိုးနဲ့လုပ်နိုင်ပါတယ် They have a 24-hour hotline. You can call 1-888-796-8226. သူတို့24နာရီလုံးဖွင့်ထားပါတယ်အဲဒီဖုန်းနံပါတ်ကိုလှမ်းခေါ်ပါ1-888-996-8226 They have a mobile or traveling crisis team that you can meet in the community. သူတို့ကအတိုင်းအဝိုင်းတစ်ခုမှာလည်းသူတို့နဲ့စကားသွားပြောလို့ရပါတယ် They also have a walk-in center. စီစဉ်စရာမလိုပါဘူးရချိန်တောင်းစရာမလိုပါဘူးဝင်ပြီးတော့စကားပြောလို့ရပါတယ် That's located at 333 North Braddock Avenue, Pittsburgh, PA 15208. အကယ်၍သွားခြင်းနဲ့ဆိုရင်လိပ်စာက333မြောက် Braddock Avenue Pittsburgh PA 15238 If you do not have an attorney or lawyer, you can contact the JFCS legal department. အကယ်၍မင်းမှာရှင်းနေလုပ်ပေးမဲ့ရှင်းနေမရှိခဲ့ဘူးဆိုလို့ရှိရင်မင်းအနေနဲ့ JFCS ကဌာနမှာလှမ်းပြီးတော့ဆက်သွယ်လို့ရပါတယ် You can contact them by calling 412-904-5966. ဆက်သွယ်လို့ရတယ်ဖိုး412 934 5966ကိုဆက်သွယ်ပါ Or via email at immigration@jfcspgh.org. စာရေးလို့ရပါတယ် email နဲ့ email လိပ်စာကတော့ immigration@jfcspgh.org အဲ့မှာစာရေးပါ If they cannot help, they will send you a list of attorneys who may be able to help. သူတို့တွေကမကူနိုင်ဘူးဆိုလို့ရှိရင်တောင်မှပဲသူတို့တွေကဘယ်လိုနေရာမျိုးကရှင်းနေဒီမှာဆက်သွယ်ပါဆိုတာကိုအကူအညီပေးနိုင်ပါတယ် In the Ready Now app, if you are detained but do not already have an immigration attorney, you can opt in to have Ready Now share information with the National Immigration Legal Responders Alliance to help connect you. အကယ်၍မင်းမှာ ready now ရှိတယ်ဆိုလို့ရှိရင်မင်းအနေနဲ့အဖမ်းခံရတယ်ဆိုလို့ရှိရင်ရှင်းနေမရှိဖမ်းခံရပြီးတော့ရှင်းနေမရှိခဲ့ဘူးဆိုလို့ရှိရင်မင်းအနေနဲ့ရွေးချယ်နိုင်ပါတယ် ready now မှာဆိုလို့ရှိရင်မင်းကမင်းရဲ့အချက်လက်တွေကိုနိုင်ငံလုံးဆိုင်ရာ immigration တရားဝင်ဆောင်ရွက်ပေးတဲ့နေရာကိုဆက်သွယ်ပါ If you need food assistance or help with grocery delivery, you can contact the JFCS Food Pantry. အကယ်၍မင်းကအစားအစာနဲ့ပတ်သက်ပြီးတော့အကူအညီလိုတယ်အထောက်အကူလိုတယ်ဆိုလို့ရှိရင် JFCS မှာရှိတဲ့စားစရာဝယ်တဲ့နေရာမှာဆက်သွယ်လို့ရပါတယ် You can call 412-421-2708. ဆက်သွယ်ရမှာကတော့412 421 2938 You can also go to the pantry, which is located at 828 Hazelwood Avenue, Pittsburgh, PA 15217. ဖွင့်ထားတဲ့နေရာကိုသွားခြင်းနဲ့ဆိုရင်828 Hazelwood Avenue Pittsburgh PA 1521ခေါ်မှာသွားလို့ရပါတယ် The pantry is open Monday
and Friday, Monday through Friday, 9 a.m. to 12:15 p.m. တနင်္လာနေ့တောက်ကြနေ့အထိဖွင့်တဲ့အချိန်က9နာရီကနေ12နာရီ15အထိဖွင့်ပါတယ် and Tuesday, Thursday, Friday from 1:30 p.m. to 3:30 p.m. အင်္ဂါကြာသပတေးတောက်ကြမှာတော့တနာရီခွဲမှ3နာရီခွဲအထိဖွင့်ပါတယ် Next step. နောက်အဆင့် Start your emergency plan. အရေးပေါ်အစီအစဉ်ကိုစပါ Gather documents and make copies. စာရွက်စာတမ်းတွေအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုစုဆောင်းပါမိတ္တူလုပ်ပါ Memorize alien numbers and phone numbers. ကိုယ့်ရဲ့အိမ်နံပါတ်ကိုအလွတ်ရပါစေတယ်လီဖုန်းနံပါတ်ကိုရပါစေ Talk to at least 1 to 2 people who can be emergency contacts. မိတ်ဆွေတယောက်နှစ်ယောက်ကိုရွေးချယ်ပါစကားပြောလို့ရှိရင်ဆက်သွယ်လို့ရှိရင်ရတဲ့ပုဂ္ဂိုလ် Talk to your children's school about designating an emergency contact. ဟိုကလေးတွေရဲ့အကြောင်းမှလည်းပြောပြပါအရေးပေါ်ဆက်သွယ်ဖို့အတွက်ဘယ်သူတွေရှိတယ်ဆိုတာကို Download the Ready Now app. Ready Now app ကို download လုပ်ပါ Enter your information from your emergency plan and add your emergency contacts. အဲ့ဒီထဲမှာမင်းရဲ့အရေးပေါ်အစီအစဉ်မင်းအရေးပေါ်ဆက်သွယ်ရမယ့်ဟာတွေကိုထည့်ထားပါ Share a text with your emergency contacts about the Ready Now app. မင်းဆက်သွယ်ရမယ့်ပုဂ္ဂိုလ်တွေရဲ့ချက်အစာတွေကိုရေးပြီးတော့အဲ့ထဲမှာထည့်ထားပါ Practice using the Ready Now app. လေ့ကျင့်မှာ Ready Now app ကိုဘယ်လိုသုံးနေဆိုတာကို Know your rights. What? Know your rights. မင်းသိဖို့လိုပါတယ်မင်းလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို Know what to do if you encounter ICE in public or in private. မင်း ICE နဲ့လူတွေကြားမှာတွေ့ခဲ့တယ်ဒါမှမဟုတ်အိမ်မှာပေါ့နော်ကိုယ်ပိုင်နေရာမှာတွေ့တယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုသိပါစေ Watch the videos we discussed previously on YouTube. မင်း YouTube မှာငါတို့ပြထားပါတယ်မင်းအနီရောင်ကတ်ကိုဘယ်လိုသုံးရမလဲဆိုတာကိုကြည့်ပါ Carry red cards with you. အနီရောင်ကတ်ပြားကိုကိုယ်နဲ့ပါကြည့်ပါ If you are interested in receiving emergency plan documents by mail or a paper copy, မင်းတကယ်လို့ရေးပေါ်ဆက်သွယ်ဖို့အစီအစဉ်ကိုမင်းစိတ်ဝင်စားတယ်စာရွက်စာတမ်းနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင် please send a WhatsApp message or text to 412-514-5023. WhatsApp ဆိုတဲ့နေရာမှာဒါမှမဟုတ်လို့ရှိရင်412-514-5323မှာစပို့ပါ Include your full name and mailing address, including apartment numbers, in that text message. အဲ့တော့မင်းစာသူတို့ရှိကိုဆက်သွယ်မယ်ဆိုရင်ခုနစာရေးမယ်ဆိုလို့ရှိရင်မင်းရဲ့နာမည်အပြည့်အစုံမင်းရဲ့လိပ်စာအပြည့်အစုံကိုထည့်ပြီးပေးလိုက်ပါ Please do not send via Zoom. ကျေးဇူးပြုပြီးတော့ Zoom ကနေမပို့ပါနဲ့ If you need help setting up the Ready Now app, you can work with Isaac, like we discussed previously. အကယ်၍မင်း Ready Now app ကိုမင်းလုပ်ချင်တယ်ဆိုရင်မထက်တတ်ဘူးဆိုရင်အကူအညီလိုတယ်ဆိုလို့ရှိရင်ခုနကငါတို့ရှင်းပြပြီးပြီ Isaac ရုံးကိုသွားပါ
I will stop the recording and open the meeting up for questions in a moment. ကိုကြီးမှတ်တမ်းတင်တာတွေကိုရပ်လိုက်ပါပြီပြောစရာရှိတာမေးစရာရှိတာတွေမေးပါ If you unmute, everyone can hear you. အတန်ဖွင့်လိုက်ပါ This webinar has been recorded, but your questions will not be. ပါရမီ The webinar was recorded, but your questions will not be. โอเคငါတို့မှတ်တမ်းတင်နေဆိုပေမဲ့မင်းရဲ့မိခွန်းတွေကိုမှတ်တမ်းတင်မှာမဟုတ်ပါဘူး Okay, we can stop the recording now. ကဲမေးစရာရှိတာတွေမေးကြပါ